လွန်ခဲ့တဲ့နှစ်900လောက်တုန်းကလူသားတွေနဲ့နဂါးတွေနဲ့အတူရှင်တွဲနေထိုင်ခဲ့တာပါ။နဂါးတွေကလူသားတွေအတွက်အရန်ရေးပါပြီးနဂါးတွေကြောင့်ငြိမ်းချမ်းရေးကိုယူဆောင်နိုင်တာဖြစ်လို့လူသားတွေကနဂါးတွေနဲ့အတူနေထိုင်နိုင်အောင်ကြိုးစားကြပါတယ်။လူသားတွေကနိုင်ငံကြီးတစ်ခုထူထောင်လိုက်ပြီးအဲ့နိုင်ငံကကူမန်တာဖြစ်ပါတယ်။အဲ့နိုင်ငံကြီးမှာလူသားတွေနဲ့နဂါးတွေနဲ့အတူရှင်တွဲနေထိုင်ခဲ့ကြပါတယ်။တနေ့တော့ငြိမ်းချမ်းနေတဲ့နိုင်ငံကိုဒွန်းဆိုတဲ့အမောင်တူပေါ်လာခဲ့ပါတယ်။အဲ့တုန်းကလူသားတွေရဲ့မကောင်းတဲ့စိတ်ကနေဖြစ်ပေါ်လာပြီးအမောင်တုဖုံးလွှမ်းခံရတာနဲ့ကြောက်ရွံ့ဖြစ်ပြောင်းလဲသွားခဲ့တာပါ။အဲ့ချိန်မှာဒွန်းတွေကိုနှိမ်နှင်းမှုလူသားတွေနဲ့နဂါးတွေပူးပေါင်းပြီးအမောင်တုကိုပြန်လဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ချိန်မှာနဂါးတကောင်ကပဲသူတို့ရဲ့အစွမ်းတွေကိုစုစည်းလိုက်ပြီးစွမ်းရင်ကြောက်တုံးဖြစ်ပြောင်းလဲလိုက်ကအမောင်တုကိုနှိမ်နှင်းခဲ့ပါတယ်။ဒွန်းတွေနှိမ်နှင်းလိုက်တာကြောင့်လူသားတွေကအသက်ပြန်ရှင်လာကြပြီးစွမ်းအားတွေဆုပ်ယူခံလိုက်ရတဲ့နဂါးတွေကြောင့်ကြောက်ရွံ့ဖြစ်တည်ရှိနေခဲ့ပါတယ်။စွမ်းရည်ကြောက်တုံးကိုထုတ်ပေးခဲ့တဲ့နဂါးအခုထိပျောက်နေခဲ့ပါတယ်။အဆောင်ရှောင်ပစ္စည်းဖြင့်ကြောက်တုံးကရှိနေခဲ့တာပါ။နောက်ဆုံးတော့လူသားတွေရဲ့လောဘကြောင့်ပဲတစုတစည်းတည်းရှိနေတဲ့ကုမန်တာတိုင်းပြည်ကြီးကနေမြေမျိုးမျိုးခွဲထွက်သွားပါတယ်။တိုင်းပြည်တွေမျိုးမျိုးကွဲထွက်သွားတာကြောင့်အားလုံးကရန်သူတွေဖြစ်ကုန်ကြမော်ကြောက်တုံးကိုလည်းလုံခြုံတဲ့နေရာမှာဖွက်ထားခဲ့ပါတယ်။မော်ကြောက်တုံးဖွက်ထားတဲ့တိုင်းပြည်ကတော့နှလုံးသားတိုင်းပြည်ဖြစ်ပါတယ်။နှလုံးသားတိုင်းပြည်ရဲ့ဘရင်ကြီးကသမီးလေးတယောက်ရှိပြီးတော့သူ့သမီးလေးကိုလည်းမော်ကြောက်တုံးကိုကာကွယ်သူဖြင့်လက်ဆင့်ကမ်းဖို့ပညာတွေကိုသင်ကြားပေးနေပါတယ်။ရာရာကအယမ်းညံကောင်းပြီးဖခင်သင်ပေးသမျှကိုစူးစမ်းသင်ပြီးပညာတွေကိုအမြန်တက်မြောက်ခဲ့ပြီးမော်ကြောက်တုံးကိုလာလူတဲ့သူတွေကိုလည်းတိုက်ခိုက်ဖို့စိတ်အားထက်သန်နေပါတယ်။ရာရာရဲ့ဖေကတော့အဲ့လိုမတွေးပဲတိုင်းပြည်တွေမှန်သမျှပြန်လည်ပူးပေါင်းပြီးအရင်ကလိုမျိုးငြိမ်းချမ်းကြတဲ့ကုမန်တာတိုင်းပြည်ကြီးကိုပြန်လည်ထူထောင်မှုကြိုးစားနေခဲ့တာပါ။နှလုံးသားတိုင်းပြည်ကြီးကအစာရည်စာပေါ်များပြီးကျွဲဝချမ်းသာတာဟာမော်ကြောက်တုံးကြောင့်လို့တခြားတိုင်းပြည်တွေကထင်နေကြပြီးမော်ကြောက်တုံးကိုလိုချင်နေခဲ့ကြတာပါ။အဲ့လိုဖြစ်နေတာတော့ဘရင်ကြီးကသူ့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့တခြားတိုင်းပြည်တီတီကိုဖိတ်ခေါ်ပြီးထမင်းစားဖိတ်ပါတယ်။အားလုံးကဘရင်ကြီးစီယုံရီလောက်တာအောင်လက်မခံကြပဲမော်ကြောက်တုံးကိုပဲစိတ်ဝင်စားနေရကြောင်းရာရာလဲစကားဖြတ်ပြောပေးလိုက်ရပါတယ်။အဆွေတိုင်းပြည်ဟာလာတဲ့နမာရီဆိုတဲ့ကလေးမလေးကိုပါထမင်းစားဖို့ခေါ်သွားပါတယ်။နမာရီကလည်းရာရလိုရှေးသမိုင်းကြောင်းတွေငကားကြောင်းတွေကိုပါစိတ်ဝင်စားတာမို့လို့စိတ်တူကိုတူဖြစ်ပြီးတငယ်ချင်းတွေလှုပ်လိုက်ကြပါတယ်။နောက်ဆုံးကြံခဲ့တဲ့ငကားကမြစ်တဲကိုပြုတ်ကျသွားပြီးအခုချိန်ထိမပေါ်လာသေးကြောင်းနမာရီကရှင်းပြနေပါတယ်။တငယ်ချင်းတွေဖြစ်သွားလို့နမာရီရာရာကိုသူ့အမျက်တနိုးသိမ်းထားခဲ့တဲ့ငကားဆွဲကြုပ်လေးကိုပေးလိုက်ပါတယ်။အရန်ခင်သွားခဲ့တဲ့ရာရာကလည်းဘသူ့ကိုမှမပြောပြပဲဖွက်ထားတဲ့မော်ကြောင်တုံးရှိရဲ့နေရာကိုခေါ်သွားခဲ့ပါတယ်။အမှန်တော့နမာရီကမော်ကြောင်တုံးရှိရဲ့နေရာကိုသိချင်လို့ဟန်ဆောင်ခဲ့တာပါ။မော်ကြောင်တုံးကိုတွေ့တော့ရာရာကိုတိုက်ခိုက်ပါတော့တယ်။နမာရီကအချက်ပြမီးပန်းကိုဖောက်လိုက်တော့တိုင်းပြည်တီတီကလည်းမော်ကြောင်တုံးရှိရဲ့နေရာကိုရောက်လာကြပြီးမော်ကြောင်တုံးကိုလူယူဖို့တိုက်ခိုက်ကြပါတော့တယ်။ရာရာနဲ့ဘရင်ကြီးကလည်းမော်ကြောက်တုံးကိုကာကွယ်ရင်တိုက်ခိုက်ပြီးအတူတူပူးပေါင်းနေထိုင်ဖို့အတွက်နားချပေးပဲဘယ်သူမှနားမထောင်ခဲ့ကြပဲမော်ကြောက်တုံးကိုဝိုင်းလူပြီးကြောက်တုံးအောက်ကိုပြုတ်ကြပြီးကြာကွဲသွားပါတော့တယ်မော်ကြောက်တုံးကွဲသွားတာကြောင့်ချိတ်ပိတ်ခံထားရတဲ့ဒွန်းကလည်းပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်မော်ကြောက်တုံးကကွဲသွားပြီပဲဒွန်းတွေကိုတော့ထိန်းချုပ်လို့ရပါသေးရဲ့ကွဲနေတဲ့ကြောက်တုံးအပိုင်းတွေကိုတိုင်းပြည်တီးတီးကတစ်ခုစီကောက်ပြီးထွက်ပြေးသွားပါတယ်ဒွန်းတွေကနှလုံးသားတိုင်းပြည်ကိုဝါမျိုးလိုက်ပြီးဘရင်ကြီးကဆက်ပြီးမပြေးနိုင်တော့တာကြောင့်ဒွန်းတွေကရေကြောက်တယ်ဆိုတာသိပြီးရာရာကိုသူကောက်လာတဲ့ကြောက်တုံးပိုင်းကိုပေးလိုက်ကရာရာလုံနိုင်မယ်လို့ယုံကြည်တယ်ပြောရင်မြစ်ထဲကိုပြက်ချပေးလိုက်ပါတယ်။တရားပေါ်မှာကြံခဲ့တဲ့သူ့ဖေပါဝင်နှလုံးသားတိုင်းပြည်တစ်ခုလုံးမှာရှိတဲ့လူတွေကုံကြောက်ရွံ့ဖြစ်ပြောင်းသွားတာကိုရာရာမြင်လိုက်ရပါတယ်။ဒီလိုနဲ့6နှစ်ကျော်ကိုရောက်ရှိလာပြီးသူ့ရဲ့တငယ်ချင်းတင်းခွေချက်ကလေးနဲ့နမာရီစီကခိုးလာတဲ့မြေပုံကိုကြည့်ပြီးနေရာပေါင်းစုံကိုလှည့်ပတ်သွားလာနေပါတယ်။6နှစ်လုံးလုံးမြစ်တွေရဲ့အစုံမှာရှိတဲ့ငကားစီးစစ်ကိုရှာနေတာဖြစ်ပြီးတော့နောက်ဆုံးတော့မြစ်ရဲ့အစုံမှာပူဇော်ပွဲတစ်ခုလောက်ကအားလုံးကိုကယ်တင်ပေးနိုင်ဖို့ပေါ်လာပြီးဖို့ဆုတောင်းနေခဲ့ပါတယ်။အချိန်နဲ့ငယ်ကြတော့ရာရာကမပေါ်လာဘူးလို့ထင်နေခဲ့ပေမဲ့အမြင့်ဆုံးမှာရှိတဲ့ငကားမကြီးစီစစ်ကပေါ်လာခဲ့ပါတယ်။ငကားစစ်ကိုမြင်လိုက်ရတဲ့ရာရာလဲအရန်တွေအံ့ဩနေခဲ့ပြီးမြက်ထဲမှာနှစ်900တောင်အိပ်ပျော်နေတဲ့ငကားမကြီးစစ်စစ်ကလည်းသူ့ကိုသူအံ့ဩနေပါတယ်။ရာရာလဲဖြစ်ပျက်ခဲ့သမျှအကြောင်းတွေကိုရှင်းပြလိုက်ပါတယ်။လောဘကြီးရဲ့လူသားတွေကိုလည်းငကားမကြီးစစ်စစ်ကစိတ်ဆိုးနေပါတယ်။
မော်ကြောက်တုံးအပိုင်းစားတွေကိုပေါင်းပြီးငကားမကြီးစစ်စစ်ကဒုံးတွေကိုပြက်လဲထိန်ချုပ်ပေးဖို့ရာရာပြောလိုက်ပါတယ်ငကားမကြီးစစ်စစ်ကနေကားတွေထဲမှာသူကအားနေဆုံးဖြစ်ပြီးသူကျွမ်းကျင်တာရေကူးတာတက်လို့ပဲဆိုတာဝန်ခံလိုက်ပါတယ်သူ့ဖေနဲ့တိုင်းသူပြည်သားအလုံးကိုပြန်လဲကဲတင်ချင်နေပြီးငကားမကြီးစစ်စစ်ကလည်းတိုင်းပြည်ကိုအရင်လိုပြန်ဖြစ်စေချင်တာကြောင့်နှစ်ယောက်ပေါင်းပြီးဒုံးတွေကိုပြန်လဲတိုက်ခိုက်ဖို့စုံဖြတ်လိုက်ပါတယ်နမာရီရဲ့မြေပုံခိုးခံလိုက်ရတာကြောင့်နမာရီလည်းရာနောက်လိုက်လာခဲ့ပါတယ်။ကံကောင်းလို့ရာတို့လည်းကက်သီးလေးလွတ်သွားခဲ့ပါတယ်။ကွန်မန်ဒါတိုင်းပြည်ကြီးတစ်ခုလုံးပြုတ်ကွဲသွားပြီးတဲ့နောက်မှာအဆွဲနှလုံးလက်သေးကြော်ယူအမီးဆိုပြီးတိုင်းပြည်သေးသေးကွဲသွားခဲ့ပြီးမော်ကြောက်တုံအပိုင်းစားတွေကိုလည်းအဲ့ဒီတိုင်းပြည်မှာရှိတဲ့ခေါင်းဆောင်တွေမှာရှိနေတဲ့အကြောင်းရာကရှင်းပြလိုက်ပါတယ်။ကွဲသွားတဲ့ကြောက်တုံးတွေကိုပြန်စုဖို့အရင်ဆုံးအမီးတိုင်းပြည်ကိုထွက်ခွာဖို့လုပ်ပါတော့တယ်။ပထမဦးဆုံးမော်ကြောက်တုံးကိုလည်းပြန်သွားယူခဲ့ကြပါတယ်။ခုထဲမှာထောင်ချောက်တွေအများကြီးရှိလို့ရာဖြေရှင်းလိုက်ရပါတယ်။မော်ကြောက်တုံးကလည်းတစ်ပင်အောက်ကအယူစုလက်ထဲမှာရှိနေရကြောင်းဂရုတစိုက်ယူလိုက်ရပါတယ်။မော်ကြောက်တုံးပြန်ရတော့ငကားမကြီးစစ်စစ်ကလည်းအစွမ်းနေပြန်လဲကြလာပြီးလူသားဖြင့်ပြောင်းနိုင်လို့ပျော်နေခဲ့ပါတယ်။သူတို့နောက်ကိုလိုက်လာတဲ့နမာရီရောက်ရှိလာပြီးမော်ကြောက်တုံးကိုတောင်းလိုက်ပါတယ်။မြေပုံကိုပြန်လဲပေးလိုက်ရပြီးပြန်တိုက်ခိုက်ကလူရကိုထွက်ပြေးသွားပါတော့တယ်။ရာတို့လည်းပြေးလာရင်နမာရီတို့စီးလာတဲ့ကြားတွေကရေကြောက်တာမှန်းသိတော့ရာတို့လည်းရေထဲခုန်ချပြီးထွက်ပြေးလာရပါတော့တယ်။အဲ့ဒီချိန်မှာကန်ဆက်ကလှေတစည်းပေါ်တက်လိုက်ပြီးလက်သေးတိုင်းပြည်ကိုသွားဖို့အတွက်ပတ်စံတွေအများကြီးပေးလိုက်ကသဘောတူညီချက်ရယူလိုက်ပါတယ်။လှေပိုင်ရှင်ကတော့ကလေးရွယ်ပဲရှိသေးတဲ့လှေသမားလေးဘုံမဲဖြစ်ပါတယ်။လှေသမားလေးဘုံကလည်းလှေကိုစတင်ထွက်ခွာခဲ့ပါတယ်။လေကအရန်နှီးနေတာကြောင့်ငကားမကြီးစီစာကိုယ်တိုင်ရေထဲဆင်းပြီးတွန်းသွားရပါတော့တယ်။လမ်းမှာလည်းသူတို့နှစ်ယောက်သားစကားတွေအများကြီးပြောကြပြီးလူသားတွေရဲ့ပြောင်းလဲလာပုံကိုပါရှင်းပြလိုက်ပါတယ်။ငကားမကြီးစီစာအရင်လိုမျိုးလူသားတွေကယုံကြည်မှုရှိနေကြတော့လို့ထင်နေတော့ပါရာတို့ကိုမမိပဲပြန်လာတဲ့နမာရီကလည်းလမ်းမှာငကားကြောက်ရွံ့ကိုတွေ့လို့နမာရီကိုယ်တိုင်ကငကားတွေကိုလေးစားတဲ့သူဖြစ်တဲ့အတွက်ဂါရဝပြုတ်ပေးလိုက်ပါတယ်။ညဘက်တွေဆိုဒုံးတွေကရေမရှိတဲ့နေရာတွေကိုအမြဲသွားလာနေရကြောင်းကလေးငယ်လေးဘုံကဘာကြောင့်လှေပေါ်မှာအမြဲနေရတယ်ဆိုတာကိုရှင်းပြလိုက်ပါတယ်။သူ့ရဲ့မိသားစုကလည်းဒုံးတွေရဲ့ဝါမျိုးချင်းကိုခံခဲ့ရတဲ့အတွက်နေကင်းဘက်ခဏလောက်ပဲကုန်းပေါ်မှာနေပြီးညဘက်တွေလှေထဲမှာနေတယ်ဆိုတာကိုရှင်းပြလိုက်ပါတယ်။အသက်ငယ်ငယ်ရွယ်ရွယ်နဲ့မိဘတွေမရှိတော့တာကြောင့်ရာလဲတနာပြီးသူ့မိဘတွေအတွက်ဆုတောင်းပေးလိုက်ပါတယ်။ဒီလိုနဲ့လက်သေးတိုင်းပြည်ကိုရောက်လာခဲ့ပြီးမော်ကြောက်တုံးကိုယူဖို့ကြိုးစားမယ်။လူလောကနဲ့အဆက်အသွယ်ပြတ်နေတဲ့စီစာကိုလည်းဒီတိုင်းပြည်ကလူလိမ်လူညာတွေအရန်ပေါ်တာကြောင့်လှေပေါ်မှာပဲစောင့်နေခိုင်းပါတယ်။လက်သေးတိုင်းပြည်ကခေါင်းဆောင်ရှိပါမော်ကြောက်တုံးကိုယူဖို့သွားနေတော့လမ်းမှာမိဘမဲ့ကလေးမလေးကိုတွေ့လိုက်ရတာကြောင့်ပွေချီလိုက်ပါတယ်။အဲ့ဒါကလောက်ကျန်ဇလန်ပဲဖြစ်ပြီးတော့ကလေးမလေးကအာယုံလွှဲထားနေတော့အနောက်ကမြောက်တွေကခပိုက်နိုင်ကြတာဖြစ်ပါတယ်။မနေနိုင်ဖြစ်နေတဲ့စီစာလေလူသားတွေကလက်ဆောင်တွေကိုကြိုက်ကြတာကြောင့်လက်ဆောင်တွေကိုအကျွေးဝယ်ပြီးလက်သေးခေါင်းဆောင်ကိုနှုတ်ဆက်ဖို့လုပ်နေပါတယ်။ဒါကြောင့်ပဲလမ်းမရှိရဲ့ပစ္စည်းတွေကိုအကျွေးဝယ်ပြီးတော့ယူလာပါတယ်။လက်သေးတိုင်းပြည်မှာအခုမှရောက်လာတဲ့သူကအကျွေးဝယ်ခွင့်မရှိပဲပစ္စည်းခိုးတဲ့အမှုနဲ့တူသွားပါတယ်။အဲဒါကြောင့်စီစာကိုတကိုးဖြစ်ဝိုင်းဆွဆွဲခဲ့ကြပြီးပစ္စည်းတန်ဖိုးတွေတောင်းနေတာကြောင့်စီစာလည်းတိုင်ပတ်နေကြပါတယ်။အဲ့ချိန်အဖွားကိုတယောက်ကရောက်လာပြီးအခုမှတိုင်းပြည်ကိုရောက်လာတဲ့လူသစ်ကိုအခုလိုမဆန်ဆန်ရဘူးဆိုတာစီစာကိုကယ်ပေးသွားပါတယ်။ရာကတော့သူ့ရှေ့ကကြောက်တုံးတွေခိုးသွားတဲ့မြောက်တွေနောက်လိုက်ပြီးတိုက်ခတ်ရေးကောင်းတဲ့ပြင်ညံမှာကောင်းတာကြောင့်ဖြက်လက်နှီးကိုတုံးပြီးဖမ်းလိုက်ရပါတယ်။ကြောက်တုံးတွေပြန်ရလိုက်ပေမဲ့ကလေးမလေးရဲ့မိဘတွေကကြောက်ရွံ့ဖြင့်ပြောင်းသွားကြောင်းသိလိုက်ရပါတယ်။အဲ့ချိန်မှာရာကလည်းလက်သေးတိုင်းပြည်ကခေါင်းဆောင်ရှိမှမော်ကြောက်တုံးသွားယူနေပြီးခေါင်းဆောင်ကကြောက်ရွံ့ဖြင့်ဒီကမော်ကြောက်တုံးမရှိနေတာကြောင့်ပဲခေါင်းဆောင်တယောက်ယောက်စီမှရှိနေကြောင်းသိလိုက်ရပါတယ်။အဲ့ဒါကတော့စီဆောင်ခေါ်သွားတဲ့အဖွားကိုဖြစ်ပြီးရာတို့ကြောက်တုံးလာယူမယ်ဆိုတာသိနေတာကြောင့်စီဆောင်ကိုဒုံးစာကျွေးဖို့လုပ်နေခဲ့ပါတယ်။လူသားတွေကိုမယုံသင့်ဘူးဆိုတာစီစာလည်းသဘောပေါက်သွားခဲ့ပါတယ်။အဲဒီချိန်ရာလည်းရောက်လာခဲ့ပြီးလက်သေးတိုင်းမြေကလူတွေကိုတိုက်ခိုက်ကမော်ကြောက်တုံးကိုလည်းအရာယူနိုင်ခဲ့ပါတယ်။အခုရလာတဲ့ကြောက်တုံးဆွမ်းအောင်ကမြူကိုဆွမ်းအောင်ဖြစ်ပြီးတော့စီစာရှိက
မြူခိုးတွေထုတ်လုပ်လိုက်ကတိုင်းပြည်တွေကနေထွက်ပြေးလာခဲ့ကြပါတယ်။ခုနကလေးမလေးနဲ့မြောက်တွေကိုလည်းရာရာကတနာတာကြောင့်သူနဲ့တူခေါ်လာပြီးသူတို့စားသမျှကိုလည်းရာရာကပတ်စံရှင်းပေးလိုက်ပါတယ်။အတူတူခေါ်လာခဲ့ပါတယ်။နမာရီတို့ရဲ့အဆွေတိုင်းပြည်ကလည်းတိုင်းပြည်ကိုရေတွေနဲ့ပတ်လည်ဝိုင်းရံထားပေးမယ်လေ။လူဦးရေတိုးလာတာကြောင့်နာမည်တစ်ချက်တွင်ဖို့နမာရီရဲ့မိကကြံနေပါတယ်။နမာရီကသူ့မိကိုရာရာတို့ကမော်ကြောက်တွန်းကိုလိုက်စုနေတဲ့အကြောင်းပြောပြလိုက်ပြီးကြော်ယူတိုင်းပြည်ကိုကင်းဆောင်သွားဖို့ခွင့်တောင်းလိုက်ပါတယ်။နမာရီရဲ့မိကသူ့သမီးကိုယုံတာကြောင့်လူသလောက်တက်သားတွေကိုယူသွားဖို့ပြောလိုက်ပြီးတော့ရာရာကိုဖမ်းခိုင်းလိုက်ပါတယ်။ရာရာလို့လေကြော်ယူတိုင်းပြည်ကိုရောက်ရှိလာပြီးတော့လက်ဆောင်တွေပေးဖို့မချော့သေးတဲ့စီစာကတံတားကိုသွားခါလိုက်ပါတယ်။ရာရာကအမြန်ကြားလိုက်ပြီးပဲနှစ်ယောက်စလုံးထောင်ချောက်တဲကျသွားခဲ့ပါတယ်။နှစ်ယောက်လုံးကြော်ယူခေါင်းဆောင်တွေရဲ့လက်ထဲဖမ်းမိပြီးကြော်ယူတိုင်းပြည်ကတိုက်ခိုက်ရေးတဲ့အုပ်ချုပ်ရေးကြီးစိုးတဲ့နိုင်ငံဖြစ်လို့ခေါင်းဆောင်ကဘလို့ပုံစံနဲ့တက်ပြရမလဲလို့တွေးနေခဲ့ပါတယ်။တိတ်မကြခင်မှာဘိုးနဲ့ကလေးလေးတို့ရောက်ရှိလာခဲ့ကြပြီးကြော်ယူခေါင်းဆောင်ကိုတိုက်ခိုက်ကရာရာတို့ကိုကဲတင်နိုင်ခဲ့ပါတယ်။တိုင်းပြည်ရဲ့အပြင်ဘက်ကိုကြည့်လိုက်တော့လူတွေအားလုံးကကြောက်ရွံ့ဖြစ်ရှိနေကြပြီးခေါင်းဆောင်တယောက်ထက်ကြံခဲ့တဲ့ဆိုတာကိုသိလိုက်ရပါတယ်။အထင်းကျန်နေတဲ့ခေါင်းဆောင်ကိုနှစ်သိမ့်ပေးဖို့လုံနေတော့ပါပဲ။အပြင်ကနေရောက်လာတဲ့နမာရီရဲ့တန်ကိုကြားလိုက်ရတော့ရာရာကလည်းထွက်ပြေးဖို့လှုပ်လိုက်ရပါတယ်။အားလုံးကိုအရင်ထွက်ပြေးခိုင်းပြီးတော့ရာရာကနမာရီကိုမြှောက်ခေါ်ထားပေးမယ်လို့ပြောလိုက်ရင်ကြောယူခေါင်းဆောင်ကိုလည်းသူတို့နဲ့တူလိုက်ခဲ့ဖို့ပြောလိုက်ရင်ထွက်လန်းကိုလည်းလမ်းပြပေးဖို့ပြောလိုက်ပါတယ်။ခေါင်းဆောင်ကလည်းလမ်းပြပေးကစီစာတို့ကိုအရင်ခေါ်သွားပြီးတော့ရာရာကတော့နမာရီကိုတိုက်ခိုက်ဖို့လှုပ်လိုက်ပါတယ်။သူတို့တိုက်ခိုက်နေကြရင်ရာရာကရှုံးတော့မှဖြစ်နေရကိုစီစာကမြင်လိုက်ရပါတယ်။စီစာလည်းငကားပုံပြပြောင်းပြီးနမာရီရှိကိုသွားပြီးချိန်ချောင်းလိုက်ပါတယ်။မြူကုန်းငွေတွေကြောင့်တခြားလူတွေဘာမှမမြင်လိုက်ရပေပဲ။နမာရီကကြောက်ရွံ့မဲ့စားငကားစစ်ကိုမြင်လိုက်ရတာကြောင့်ဝမ်းသာမျက်ရည်တွေကျလာခဲ့ပါတယ်။နမာရီကြောင်ပြီးကြည့်နေတော့မှစီစာကရာရာကိုခေါ်သွားလိုက်ပါတယ်။လီဘောကတခြားသူတွေလည်းရာရာကိုလိန်ခဲ့လို့စိတ်ဆိုးနေကြပါတယ်။အဲ့ချိန်ကျုံယူတိုင်းပြည်ခေါင်းဆောင်ကအကုန်လုံးကိုစီစာကကဲပေးခဲ့တဲ့အတွက်မော်ကြောက်တုံးကိုပေးပြီးကာရဝပြုလိုက်ပါတယ်။စီစာကလူသားတွေကိုယုံကြည်နေသေးတဲ့အတွက်အရင်ကွန်မန်ဒါတိုင်းပြည်မဟုတ်တော့ကြောင့်ရာရာကပြန်ရှင်းပြလိုက်ရပါတယ်။အဲ့ချိန်စီစာကရာရာကိုနှလုံးသားတိုင်းပြည်ကိုခေါ်သွားပြီးငကားတွေထဲမှာသူကအားနည်းဆုံးဖြစ်ပြီးသူ့ကိုကြီးနဲ့အမကြီးတွေကစွမ်းအားကြီးပေမဲ့သူတို့ကိုယုံကြည်ပေးခဲ့ကကြောက်ရွံ့ဖြစ်ပြဲသွားပါတယ်။အဲဒါကြောင့်ယုံကြည်မှုဆိုတာအရန်ရေးပါတဲ့ကြောင်းပြောပြလိုက်ပြီးနမာရီကိုလည်းဖြောင်းပြပေးဖို့ပြောလိုက်ပါတယ်။ရာရာလည်းသူ့ဖေကလည်းအရာရာယုံကြည်ရတဲ့ကူမန်တာကိုပြန်လဲဖွဲ့စည်းဖို့ကြိုးစားနေတာကိုပြန်မြင်အောင်လာပြီးစီစာစကားကိုဒီတစ်ခါတော့နားထောင်ဖို့လှုပ်လိုက်ပါတယ်။ညတညမှာရာရာကသူ့ကိုနမာရီပေးခဲ့တဲ့ဆွဲကြိုးလေးကိုမြောက်တွေကိုပေးခိုင်းပြီးနမာရီကိုချိန်လိုက်ပါတယ်။နမာရီကလည်းသူ့မိစကားကိုလက်မခံတာကြောင့်လာခဲ့ပါတယ်။စီစာလည်းထွက်လာပြီးတော့နမာရီကိုဖြောင်းပြပါတယ်။အဲချိန်မှာကျော်ယူတိုင်းပြည်ကခေါင်းဆောင်ကလိုက်လာပြီးပြဿနာတွေအကုန်လုံးကအဆွေတိုင်းပြည်ကစားခဲ့တာမို့လို့မယုံကြည်ရကြောင်းပြောလိုက်ပါတယ်။ဒီစကားတွေကြောင့်သူ့မိပြောတာမှန်တယ်လို့ဆိုပြီးနမာရီကဒူးလေးနဲ့ချိန်ထားပါတယ်။ဒူးလေးနဲ့ချိန်ထားတာအန်ဒီရဲ့များတာကြောင့်ရာရာကဒူးလေးကိုရိုက်ချပေးမယ်။နမာရီကခလုတ်ကိုနှိပ်မိသွားကစီစာကိုထိပြီးစီစာလည်းတိတ်သွားခဲ့ပါတယ်။နမာရီကလန့်ပြီးထွက်ပြေးသွားပါတယ်။ရာရာလည်းအရာအလုံးကိုဆုံးရှုံးသွားပြီးအဆွေတိုင်းပြည်ကယုံကြည်မှုဆိုတာနဲ့မထိုင်တန်ဘူးဆိုပြီးကြောက်တုံးတွေကိုပြက်ချကအဆွေတိုင်းပြည်ကိုလိုက်သွားခဲ့ပါတယ်။နမာရီရဲ့အမေလည်းဒုံးတွေရဲ့လက်ချက်ကြောင့်ကြောက်ရွံ့ဖြစ်သွားပြီးကိုတွေ့လိုက်ပါတယ်။အဲချိန်မှာအရာအလုံးကိုဆုံးရှုံးသွားတဲ့ရာရာနဲ့အမေကြောက်ရွံ့ဖြစ်သွားလို့တင်းနေတဲ့နမာရီတို့ကဒုံးတွေကိုတော့ဂယုမဆိုင်ပဲတိုက်ခိုက်နေခဲ့ပါတယ်။အဲချိန်မှာဘုန်းတို့လည်းအဆွေတိုင်းပြည်ကိုလိုက်လာပြီးအဆွေတိုင်းပြည်ကလူတွေကိုကဲတင်ခဲ့ပါတယ်။ရာရာကနမာရီကိုအနိုင်တိုက်နိုင်ခဲ့ပြီးနမာရီကလည်းသူ့လက်ကိုသာမရိုက်ချခဲ့ဘူးဆိုရင်သူလည်းခလုတ်ကိုနှိမ့်မိမှာမဟုတ်ဘူးလို့ပြောပြီးသူ့ရဲ့အမားတစ်ခုတည်းမဟုတ်ကြောင်းပြောပြလိုက်ပါတယ်။အဲချိန်ရာရာလည်းအောက်ထက်ကိုဆင်းလာပြီးဒုံးတွေကိုတိုက်ခိုက်ကလူတွေကိုကဲတင်နေပါတယ်။နမာရီလည်းမော်ကြောက်တုံးကိုထုတ်လိုက်တယ်။ရာရာတို့ကိုဝိုင်းကူခဲ့ပါတယ်။အချိန်ကြာလာတော့သူ့တွေမှာယုံကြည်မှုဆိုတာနဲ့သူ့ဘေပြောတဲ့စကားကိုပြန်မြင်အောင်လာပြီးနမာရီကိုမော်ကြောက်တုံးကိုပေးကတခြားသူတွေကိုလည်းနမာရီကိုယုံကြည်ပေးဖို့ပြောရင်ကြောက်ရွံ့ဖြစ်သွားခဲ့ပါတယ်
တခြားသူတွေလည်းယာယာကိုယ်တိုင်ယုံကြည်ခဲ့တာမို့နမာရီကိုယုံကြည်ပေးလိုက်ကတယောက်ချင်းစီကြောက်ရွံ့ဖြစ်သွားခဲ့ပါတယ်။နမာရီကလည်းယာယာနားကိုသွားပြီးမော်ကြောက်တုံးတွေကိုပြန်ဆုလိုက်ပြီးသူ့ကိုယုံကြည်ပေးခဲ့တာတွေကိုထဲ့ဆူတောင်းပြီးကြောက်ရွံ့ဖြစ်ပြောင်းသွားခဲ့ပါတယ်။အချိန်ကြာလာတော့မော်ကြောက်တုံးကပြန်လဲအသက်ဝင်လာပြီးဒုံးတွေကိုအနိုင်ယူခဲ့ပြီးမိုးတွေလည်းရွာကကြောက်ရွံ့ဖြစ်ပြောင်းနေတဲ့လူတွေလည်းပြန်လဲရှင်သန်လာပြီးပျောက်ဆုံးသွားတဲ့ရေတွေကလည်းပြန်ပေါ်လာခဲ့ပါတယ်။အရင်တော့နဂါးတွေရဲ့ယုံကြည်မှုကြောင့်သာနဂါးတွေကကြောက်ရွံ့ဖြစ်နေပြီးလူသားတွေရဲ့ယုံကြည်မှုပါလာတာကြောင့်နဂါးတွေပါအသက်ပြန်ရှင်လာခဲ့ပါတယ်။အဲ့ချိန်မှာစီစာကလည်းအသက်ပြန်ရှင်လာပြီးယာယာကိုလည်းဂုံပြူလိုက်ကနမာရီပါဝင်အကုန်လုံးဖတ်ထားလိုက်ပါတယ်။အားလုံးပြီးသွားချိန်မှာကြော်ယူခေါင်းဆောင်ကသူ့ရဲ့တိုင်းပြည်ကိုပြန်သွားကြည့်လိုက်ပြီးသူ့မိသားစုကိုပြန်တွေးလိုက်ရပါတယ်။ကလေးမလေးကလည်းသူ့ရဲ့မိဘတွေကိုပြန်တွေးလိုက်ပြီးလေပေါ်မှာပဲအမြဲနေနေတဲ့ဘုံကလည်းသူ့မိသားစုနဲ့ပြည့်စုံသွားပါတယ်။နှလုံးသားတိုင်းပြည်ကိုပြန်သွားတဲ့ယာယာကလည်းသူ့ဖေနဲ့ပြန်တွေ့ကအကုန်လုံးကိုလုံနိုင်သွားတဲ့သူ့သမီးကိုဖတ်ထားလိုက်ပါတယ်။နောက်ဆုံးမှာတော့ယာယာဖေမြဲလို့ချိန်ခဲ့တဲ့ကူမန်တာတိုင်းပြည်ကိုပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲလူသားတွေနဲ့နဂါးတွေနဲ့အတူနေထိုင်တဲ့ကူမန်တာတိုင်းပြည်ကြီးပြန်ဖြစ်သွားပြီးစီစာကလည်းသူ့မောင်နှမနဂါးတွေနဲ့ပြန်တွေ့ရလို့ပြောနေခဲ့ရင်ဇက်လန်းလေးကပြီးသွားခဲ့ပါရရှင်